ခရိုတိုကိုအခုမှစတင်မဲ့သူတွေအတွက်ပတ်စံရမဆောင်ရှောင်းချင်ဘူးဆိုရင်တော့ဒီချက်၅ချက်ကိုလေ့ချလေးလာပါနံပါတ်1ကိုနားလေတဲ့ coin ကိုပဲဝယ်ပါ coin ရဲ့ project အသုံးဝင်ပုံနဲ့တင်းအကြောင်းကိုအရင်လေးလာပါနံပါတ်2ဆောင်ရှောင်းနိုင်တဲ့ပတ်စံနဲ့မရင်းနှီးပါနဲ့ခရိုတိုဟာအမြတ်လည်းမြန်တယ်လို့အရှုံးလည်းမြန်ပါတယ်နေ့စဉ်အသုံးစရိတ်အရေးပေါ်ငွေတွေကိုမသုံးဘဲနဲ့ပိုနေတဲ့ငွေနဲ့သာရင်းနှီးပါနံပါတ်3တခါတည်းအကုန်မဝယ်ပဲနဲ့ DCA လောက်ပါဈေးတစ်ခုထဲမှာအကုန်ဝယ်မဲ့အစားအချိန်ပိုင်းခြားခွဲပြီးတော့ဖြည်းဖြည်းချင်းဝယ်တာက risk ကို short ချပေးနိုင်ပါတယ်နံပါတ်4 security ကိုဦးစားပေးပါ strong password သုံးပါ2 factor ကိုအမြဲတမ်းဖွင့်ထားပါနံပါတ်5ခရိုတိုမှာအမြန်ချမ်းသာမယ်ဆိုတဲ့သူများပြောတဲ့စကားကိုမယုံပါနဲ့ခရိုတိုမှာအမြဲရဖို့အတွက်အချိန်လိုအပ်တယ်စီကန်းနဲ့စိတ်ရှည်မှုတွေကလည်းလိုအပ်ပါတယ်ခရိုတို investment ပဲဖြစ်ဖြစ်ခရိုတို trading ပဲဖြစ်ဖြစ်သူကမာရသွန်တစ်ခုလိုပဲသူကဖြစ်ပါတယ်အမြန်ချမ်းသာဖို့မဟုတ်ဘဲနဲ့မှန်ကန်တဲ့အသိပညာနဲ့ရေရှည်ရင်းနှီးမြှုပ်နှံနိုင်ဖို့ကိုပဲအဓိကအာရုံစိုက်ပါဒီလို crypto knowledge တွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ follow ဒါမှမဟုတ် subscribe နှိပ်ပေးထားဖို့မမေ့ပါနဲ့နော်